အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ One Run Football Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာဆိုရင်လီကြီး9ခုအပြင်ဂျာမနီ Bundesliga 2နဲ့ Championship ပွဲစဉ်တွေကမှကျွန်တော်စိတ်ကြိုက်ပွဲတစ်ပွဲကိုရွေးထုတ်ပြီးရွေးချယ်သုံးသပ်တင်ဆက်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ဒါအပြင်ကျွန်တော်က One Run မှာစောင့်နေကြတဲ့ညီကိုတွေအတွက်အနိုင်ရှုံးစောင့်စားခြင်းအတွက်တသက်မှာကားပဲနဲ့တခြားရွေးချယ်ခြင်းတွေကောင်းတဲ့နည်းလမ်းလေးတွေကိုလည်းပြောပြပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဒီ channel လေးကအသစ်ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကညီကိုတို့အတွက်အကျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ 1S1 Football Channel လေးကို Like and Subscribe လေးနဲ့အားပေးခဲ့ကြဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီညမှာတော့ကျွန်တော်ကချန်ပီယံလိပွဲစဉ်တွေကမှပွဲကောင်းတစ်ပွဲဖြစ်တဲ့ည2နာရီပွဲမှာကစားမယ်အင်တာမီလန်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်တွေကိုရွေးချယ်သုံးသပ်သွားမှာဖြစ်ပါတယ်ဒီပွဲလေးပုံမှာကျွန်တော်ရဲ့စိတ်ကြိုက်အဖြစ်ဆုံးထိုးပွဲအပြင်မှာ1x ဘက်မှာစောင့်နေတဲ့ညီကိုတွေအတွက်လည်းဘယ်နီးလန်းလေးရဘယ်ထိုးကွက်လေးရပေါ့နော်ပုံမီရောအကျိုးမြတ်ရစီလဲဆိုတာကိုပါထပ်မံပြပြသွားမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့အင်တာမီလန်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့လက်ရှိအခြေအနေလေးကိုကျွန်တော်တို့တွားကြည့်လိုက်ကြရအောင်ဗျာဒီနေ့မှာအင်တာမီလန်အသင်းကလီဗာပူးအသင်းကိုလက်ရှိမနက်ခင်းပေါက်ခြင်းနေနဲ့ဘော်ရီဂျေ level 90ရှုံးကိုပေါင်းကြီး3လုံး40နိုင်ဆိုပြီးတော့စာယူဖွင့်လှစ်ပေးတာတော့တွေ့ရပါတယ်ညနေပိုင်းကြီးရတော့မသိရသေးဘူးဗျာအခုတော့ဒီမှာကျွန်တော်မနက်ခင်းပေါက်ကြီးကိုပဲကြည့်ပြောတဲ့ကြောင့်မလို့မနက်ခင်းပေါက်ကြီးနဲ့ကျွန်တော်စာယူသုံးသပ်ကြမယ်ဟုတ်ပြီအဲ့ဆိုရင်အင်တာမီလန်အသင်းရဲ့အခြေအနေကိုကျွန်တော်ကြည့်တဲ့အခါမှာအင်တာမီလန်အသင်းက Serie A မှာပေါ့နော်စုစုပေါင်း14ပွဲကစားယူပါပြီအင်္ဂွင်း8ပွဲအဝေးဝင်6ပွဲကစားပြီးတဲ့အချိန်မှာ10ပွဲနိုင်ထားတယ်3ပွဲလုံးဝမရှိဘူး4ပွဲရှုံးတယ်ရာဂိုးစုစုပေါင်းက32ဂိုးရှိတယ်ဘေးဂိုးက73ဂိုးရှိတယ်ပေါ့နော်ရမှတ်30နဲ့အဆင့်3နေရာမှာရက်တည်နေတဲ့အသင်းဖြစ်တယ်ကဲအဲ့ဒါဒီနေ့ကအင်တာမီလန်အသင်းကအင်္ဂွင်းမှာကမ်းမှာတကြောင်မို့ကျွန်တော်တို့အင်တာမီလန်အသင်းရဲ့အင်္ဂွင်းအခြေအနေတွေကိုကျွန်တော်ကြည့်မယ်အဝေးဝင်အခြေအနေကျွန်တော်မပြောတော့ဘူးဗျာဒါလို့လဲဆိုတော့ဒီညမှာအင်တာမီလန်အင်္ဂွင်းကမ်းမှာဆိုတော့ဟုတ်ပြီအဲ့ဒါအင်တာမီလန်အသင်းရဲ့အင်္ဂွင်းကိုကျွန်တော်ကြည့်တဲ့အခါမှာအင်တာမီလန်အသင်းကအင်္ဂွင်းမှာ10ပွဲကန်ထားတယ်ဗျာစုစုပေါင်း6ပွဲနိုင်ထားတယ်အားလုံး6ပွဲနိုင်ထားတယ်10ပွဲမှာ6ပွဲနိုင်တာဗျာ2ပွဲရှုံးထားတယ်3ပွဲမရှိဘူးရှုံးရင်အနိုင်ရင်ဒီနှစ်ခုပဲရှိတယ်ဗျာအင်္ဂွင်းမှာဆိုရင်29တောင်တွင်းထားတယ်ဗျ29တွင်းထားတယ်5ခုပဲပေးထားတယ်သူတို့ရထားတဲ့စုစုပေါင်းတွင်းကို32ဂိုးထဲမှာ21ဂိုးလုံးက21ဂိုးတော့ပေါ့နော်21ဂိုးကသူကအင်္ဂွင်းမှာပဲတင်တာဒါကရာဂိုးစုစုပေါင်းရဲ့ထောက်ဝက်ကျော်လောက်ကို80ရာခိုင်နှုန်းလောက်ပြအဲ့လောက်ထိကိုရှိတယ်ရာဂိုးစုစုပေါင်း32ဂိုးရှိတာမှာ21ဂိုးကအင်္ဂွင်းမှာတင်တာလားပြီးကိုကလည်း9ဂိုးပဲရှိတယ်ဗျာဂိုးတင်အားတအားကောင်းတယ်ပြီးကိုကလည်းအရန်နေတယ်ပေါ့ဗျာအင်္ဂွင်းမှာဆိုရင်အင်္ဂွင်းအကောင်းဆုံးအသင်းအနေနဲ့အဆင့်2မှာရပ်တည်နေတဲ့အသင်းဖြစ်တယ်သူ့ပုံမှာနာဘူတသင်းပဲရှိတယ်ဗျာဒါအင်တာမီလန်အသင်းရဲ့ Serie A မှာသူတော်တော်ပြထားတဲ့ခြေသားပေါ့ဗျာအင်္ဂွင်းတော်တော်ကောင်းတဲ့အသင်းဟုတ်ပြီသူရှုံးထားတဲ့နှစ်သင်းဆိုတော့ဘာရှိမလဲဆိုရင် AC မီလန်အသင်းကိုအခုနောက်ဆုံးရှုံးခဲ့တာ 0-1 เนาะအဲ့တပွဲရဲ့ပြီးတော့ယာယီဆက်ဆချင်းပွဲဖြစ်တဲ့ Odini နဲ့ပွဲယာယီဆက်ဆဒုတိယမြောက်ပွဲထင်တယ်အဲ့ပွဲမှာ 2-1 နဲ့ရှုံးခဲ့တယ်ဗျ Odini ကိုနော် Odini ကိုသူက 2-1 နဲ့ရှုံးခဲ့တယ်အဲ့နှစ်ပွဲပဲရှိတယ်ဗျဒါအင်တာမီလန်အသင်းရဲ့အင်္ဂွင်းမှာရှုံးခဲ့တဲ့ပွဲစဉ်နှစ်ပွဲပေါ့နော်အဲ့နှစ်ပွဲပဲသူရှုံးခဲ့တာအဲ့နောက်ပိုင်းမှာဆိုရင်အင်္ဂွင်းမှာကန်တဲ့ပွဲတွေမှာသူတောက်လျှောက်နိုင်တယ်အဲ့နိုင်ခဲ့တဲ့ပွဲတွေမှာဆဆူအိုလိုခရီမိုနီဖီယိုဒီနာလာဇီယိုအခုနောက်ဆုံးကန်ခဲ့တဲ့ကိုမိုအဲ့ပွဲတွေရှိတယ်ပေါ့နော်ကိုမိုနဲ့ပွဲမှာဆိုရင်သူက4-0ဆိုတဲ့ရဇက်ကြီးနဲ့ကိုဖြတ်ကန်လိုက်တာဗျာကန်ပြလိုက်တာကိုမိုက4ဂိုးပေးရလို့ဆိုပြီးတော့သူ့ကိုသွားပြီးခန်းစစ်ညက်တဲ့အသင်းတော့မထင်နဲ့ဗျကိုမိုကခန်းစစ်အကောင့်နဲ့အသင်းတွေမှာပါတယ်ဗျခန်းစစ်မှာပေးဂိုးဆိုလို့17ဂိုးပဲရှိတယ်ဗျကိုမိုခန်းစစ်ကနော်17ဂိုးပဲရှိတယ်ဒါမှနောက်ဆုံးပွဲအင်တာမီလန်ကို4ဂိုးပေးတဲ့ကြောင့်မလို့17ဂိုးပဲရှိရနော်ဆိုင်မှာဆို9ဂိုးပဲရှိတယ်ပေါ့ဗျာအင်တာမီလန်နဲ့မတွေ့ခင်ဒီ9ဂိုးပဲရှိတယ်
ဘေးကိုအနည်းဆုံးတင်းတွေက AC Milan နဲ့ Lazio တို့အဲ့နှစ်တင်းပဲရှိတယ်။ Serie A မှာအကောင်းဆုံးခံစစ်ထဲကခံစစ်အကောင်းဆုံး3တင်းထဲမှာကိုမိုပါတယ်ဗျအဲ့လိုမျိုးချင်းမျိုးရှိတယ်နော်ဒါအင်တာမီလန်အသင်းရဲ့အင်ဝင်ခြေသားအင်တာမီလန်အသင်းကအင်ကွင်းမှာကန်ရတဲ့အခါမှာသူပေးကိုကအင်ကွင်းမှာဆို9ခုပဲပေးရတယ်ဗျနော်9ခုပဲပေးရတဲ့အချိန်မှာอูဒီနီစ်အသင်းပဲဟိုပဲသူက2ခုပေးခဲ့ရတာဗျကျွန်တဲ့ပွဲဒီမှာတကိုးစီပဲပေးခဲ့ရတာဗျอูဒီနီစ်ကိုရာသီရဲ့ဒုတိယမြောက်ပွဲပေါ့နော်อูဒီနဲ့အတွေ့မှာအင်ကွင်းမှာအောင်ရပါနော်အောင်ပဲကောင်းအောင်ရှုံးသွားတယ်1-2နဲ့အဲ့ပွဲမှာတော့ဦးရင်းဒီတတင်းကိုပဲ2ကိုပေးခဲ့ရတာကျန်တဲ့ပွဲတွေမှာသူကတကိုးပဲပေးခဲ့ရတာပဲအများဆုံးတကိုးပဲပေးခဲ့တာအရန်အခုအချိန်မှာကောင်းနေပါဆို AC Milan ကသူ1-0နဲ့ပဲကရှုံးခဲ့တာဗျာလာဒီယိုသူအင်ကွန်းမှာကန်တယ်2-0နဲ့ကိုမပေးဘူးအခုနောက်ဆုံးကိုမိုသင်းကိုအင်ကွန်းမှာကန်တယ်4-0ကိုမပေးရအောင်အဲ့လောက်ထိကိုကောင်းတဲ့အင်တာမီလန်တင်းရဲ့အင်ကွန်းချီစားဟုတ်ပြီအဲ့ဆိုရင်ဒါကသူကစီးရီမှာပြထားတဲ့အင်တာမီလန်အသင်းရဲ့ခြေစွမ်းပေါ့နော်ကျွန်တော်တို့ဒါအင်တာမီလန်အသင်းကိုအင်တာမီလန်အသင်းမှာချန်ပီယံလိမှာဆိုရင်တော့သူကဘယ်လိုခြေနေရှိလဲဆိုတော့ချက်ထပ်သွားကြည့်လို့တူတယ်ဗျဒီညချန်ပီယံလိကံမှာဆိုတော့စီးရီမှာကောင်းတယ်ဆိုပေမဲ့ချန်ပီယံလိမှာအခြေအနေမကောင်းရင်လည်းမရဘူးဆိုတော့ချန်ပီယံလိရဲ့အခြေအနေတွေသွားကြည့်ဖို့လိုတယ်ချန်ပီယံလိရဲ့အခြေအနေမှာတော့သူကအဆင့်လေးမှာရပ်တည်နေတာဗျအဆင့်လေးမှာရပ်တည်နေတာ9ဘွဲကစားထားတယ်နော်4ဘွဲနိုင်ထားတယ်ဗျတေးဘွဲမရှိဘူးချန်ပီယံလိမှာတေးပွဲမရှိတပွဲရှုံးထားတယ်ဒီနေရာမှာကျွန်တော်ထူးခြားနေတဲ့တခုကပြပြခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့အင်တာမီလန်အသင်းကစီးရီး A မှာရောချန်ပီယံလိမှာရောတေးပွဲလုံးဝမကန်ဘူးနိုင်ရှုံးရှုံးအနိုင်ရှုံးနှစ်ခုပဲဗျာပြတ်တယ်တေးဆိုတေးမကြဘူးနိုင်ရှုံးသူ့နိုင်အောင်ကန်နိုင်မကန်နိုင်သူကန်မယ်ဒါပဲရှင်းတယ်โอเคဒါတော့အင်တာမီလန်အသင်းအကြောင်းပြပြတာပါ9ပွဲမှာသူက4ပွဲနိုင်ထားတယ်တပွဲရှုံးထားတယ်အဲ့ဒီတဲမှာသူကအင်ကွန်း2ပွဲကန်ပြီးသွားပြီအင်ကွန်း2ပွဲကန်ပြီးသွားပြီအခုဒီနေ့ညကန်မဲ့လီဗာပူးနဲ့ကတတိယမြောက်ပွဲပေါ့ဗျာတတိယမြောက်ပွဲလီဗာပူးနဲ့တတိယမြောက်ပွဲမှာတတိယမြောက်ပွဲကန်မယ်အင်ကွန်း2ပွဲထဲမှာသူကစလာဗီယာပရာဟာချက်အသင်းပါဗျာချက်အသင်းဖြစ်တဲ့စလာဗီယာပရာဟာကို3-0နဲ့နိုင်ထားတယ်နောက်တစ်သင်းကကြတော့ဒီချန်ပီယံလိမှာအားအနည်းဆုံးသင်းပါဗျာဒီနေ့မှာခြေစပွဲအောင်လာတဲ့အသင်းလေးဖြစ်တဲ့ကာဇက်စတန်နိုင်ငံအသင်းလေးတစ်သင်းဖြစ်တဲ့ကာရက်အမ်မာတီပေါ့ကာရက်အမ်မာတီကိုသူက2-1နဲ့နိုင်ထားတယ်ဗျအင်ကွန်း2ပွဲဖြစ်တဲ့အဲ့နှစ်သင်းပေါ့နော်ဒါပေမဲ့အင်တာမီလန်သင်းနဲ့ရှင်တို့ဒီနှစ်သင်းကတော့ဟိုအစ်စ်နေနေပေါ့ဗျာသူတွေ့ခဲ့တဲ့အသင်းတွေကလည်းဒီနှစ်သင်းပဲအင်ကွန်းမှာလောလောရှိသေးတယ်ကျန်တဲ့3ပွဲဖြစ်တဲ့တီကိုတို့ယူနီယန်စိတ်တို့ပီဂျက်တို့ပေါ့နော်အဲ့ထဲမှာနာမည်ရှိပြီးတော့အသင်းကြီးတစ်သင်းနေထားတော့မှရှိတာဆိုတော့တီကိုတစ်သင်းပဲရှိတယ်ဗျာပီဂျက်ကလည်းနာမည်သာကျွန်တော်တို့အခုကတော်တော်လေးကိုစုံနေတဲ့အနေထားမှာဆိုတော့ထားပါဒါတီကိုတစ်သင်းလောက်ကိုပဲဟိုသူတွေ့ခဲ့တာပေါ့နော်အသင်းကြီးဆိုလို့အဲ့ပွဲမှာတော့သူရှုံးခဲ့တယ်ဗျနော်တီကိုတော့သူရှုံးခဲ့တယ်ဒါအဝေးကွင်းသွားကြရတာပေါ့နော်တီကိုအဝေးကွင်းမှာသွားရှုံးခဲ့တယ်အဲ့ဒါကူတော့ရှိတယ်ဗျအင်ကွင်း2ပွဲလုံးကန်တော့2ပွဲလုံးနိုင်တယ်ဒါလည်းအသင်းကြီးတွေပဲပြည်သူတို့ဖြစ်မယ်ဒီနေ့ညမှာတော့သူကလီဗာပူးနဲ့တွေ့ပြီဗျအဲ့ဆိုရင်နောက်ထပ်အင်တာမီလန်အသင်းနဲ့အင်ကွင်းမှာပဲပွဲတွေ့ကြသေးတယ်ဆိုတော့အာဆင်နယ်နဲ့ကြံသေးတယ်ဗျအာဆင်နယ်ဒီအခုအင်္ဂလန်အသင်းတင်နောက်အသင်းပေါ့နော်အင်္ဂလန်အသင်းနောက်အသင်းဖြစ်တဲ့အာဆင်နယ်ကိုလည်းအင်ကွင်းမှာပဲထပ်ပြီးကန်မှာနောက်ဆုံးပွဲစဉ်ဖြစ်တဲ့နောက်ဆုံးပွဲစဉ်ကအင်တာမီလန်နောက်ဆုံးပွဲစဉ်အဝေးကွင်းပွဲစဉ်ပေါ့နော်သူသွားကန်မှာချန်ပီယံလိမှာဒေါ်မန်နဲ့သွားကန်ပါဗျဒေါ်မန်ရဲ့ကွင်းမှာအင်တာမီလန်သွားကန်ရမယ်နောက်ဆုံးပွဲစဉ်ချန်ပီယံလိရဲ့10ပွဲမြောက်နောက်ဆုံးပွဲစဉ်ပေါ့သွားကန်မယ်โอเคဒါချန်ပီယံလိမှာအင်တာမီလန်အသင်းရဲ့ဆက်ဆောင်ရေးပါဒါဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းရဲ့အဝေးကွင်းပေါ့လီဗာပူးကအဝေးကွင်းဆိုတော့အဝေးကွင်းဆက်ဆောင်ရေးကျွန်တော်တို့ထပ်ပြီးတော့ကြည့်ကြမယ်လီဗာပူးအသင်းရဲ့အဝေးကွင်းခြေစမ်းကတော့တိတ်အားရဖို့တော့မကောင်းဘူး10ပွဲကန်ထားတယ်ဗျအဝေးကွင်း10ပွဲကန်ထားတယ်3ပွဲပဲနိုင်တယ်တပွဲတည်ကြတယ်ဒီပွဲရှုံးထားတယ်သူနိုင်ခဲ့တဲ့3ပွဲတွေမှာဆိုရင်ဝက်ဆန်ရှိမယ်ဘန်လီရှိမယ်ကာဆယ်ရှိမယ်ပေါ့နော်အဲ့ဒီ3သင်းနဲ့မှာနိုင်ခဲ့တဲ့3သင်းနဲ့မှာကာဆယ်တစ်သင်းလောက်ပဲသူနဲ့တူတနံပြန်ပြီးတော့ရှင်ကန်နိုင်တဲ့အသင်းပေါ့ဗျာနော်ကျွန်တော်2သင်းကတော့ဝက်ဆန်ဆိုတဲ့တိုင်းပတ်2သင်းဘန်လီဆိုတော့တန်တလာတဲ့အသင်းဒီ2သင်းဒီ3သင်းပေါ့ဒီ3သင်းမှာကာဆယ်တစ်သင်းပဲသူနဲ့တူတနံပြန်ပြီးဆော့နိုင်လားတေးတပွဲတော့ကြာတယ်ဗျနော်တေးတပွဲကြာတယ်အဲ့ဒါကအဝေးကွင်းသွားကန်တာအခုနောက်ဆုံးကန်ခဲ့တဲ့လီနဲ့ပွဲ3-3နော်3-3ကြောက်လိုက်တယ်
လီဗာပူးကပဲရစ်ကိုရှုံးပြီးနောက်ပိုင်းပေါ့နော်ပုံစံပြတ်သွားတာဗျပဲရစ်ကိုရှုံးနောက်ပိုင်းပုံစံပြတ်သွားတယ်သုံးပွဲစရိုက်တွေရှုံးတယ်မန်ယူတော့မှသူ့ရဲ့ MV ဆိုတဲ့ကွင်းကြီးမှာပေါ့နော်လာပြီးတော့အနိုင်ယူတော့ခံရတယ်အဲ့လိုမျိုးပေါ့နော်ရှုံးလိုက်နိုင်လိုက်တွေဖြစ်လာတယ်ဗျဒါပဲရစ်ကိုရှုံးပြီးနောက်ပိုင်းမှာလီဗာပူးကပုံစံပြတ်ထွက်သွားတာဗျအဲ့ဒီလိုမျိုးအခြေအနေလီဗာပူးရဲ့အဝေးကွင်းအိမ်ကွင်းမှာဆိုလည်းမယုံရတော့ဘူးဗျအခုကလီဗာပူးကအလိုဖြစ်နေတာဒါပေမဲ့နောက်ဆုံးအခုသူတို့အဝေးကွင်းနိုင်ခဲ့တာဆိုတော့ဝက်ဆန်ကို0-2ဆိုတဲ့ result နဲ့တော့နိုင်ခဲ့တယ်အဲဒီအဲ့ရှိမှာ PFV ကိုကြာအိမ်ဝင်းကြီးမှာ1-4ဆိုတော့9ပြက်ကြီးကိုရှုံးနေရတယ်ဒီဘောကဘာဖြစ်သွားမလဲတော့မသိဘူးတော်တော်လေးစိတ်တော်တော်လေးခမန်းခတ်သွားတယ်ဗျာဒီဘောကအခုနောက်ဆုံးပွဲတွေမှာတော်တော်လေးခမန်းခတ်သွားတယ်ချန်ပီယံလိမှာဆိုရင်လည်းသူက9ပွဲကန်ပြီးပြီအဝေးကွင်းကန်တာက2ပွဲကန်တယ်1ပွဲနိုင်တယ်တေးမရှိဘူး1ပွဲရှုံးတယ်ဒီနေရာမှာလီဗာပူးလေးကလည်းခုနအင်တာလိုပဲဗျလီဗာပူးကလည်းချန်ပီယံလိမှာရောပရီးမီးယားလိမှာရောတေးဆိုတော့တော်တော်လေးကိုရှားတယ်9-9ရှုံးရင်ရှုံးပဲနှစ်သင်းစလုံးကတေးဆိုတော့အခုလီနဲ့ 3-3 တေးကြတဲ့ပွဲရဲ့အဲ့လီရဲ့အရှိကFV မှာကန်တဲ့ဆန်နာလန်နဲ့ပွဲ1-1တေးကြတဲ့ပွဲအဲ့နှစ်ပွဲလေးပဲမြင်ရတာဗျလီဗာပူးကလည်းဟုတ်ပြီချန်ပီယံလိမှာဆိုရင်လီဗာပူးက2ပွဲကန်ထားတယ်1ပွဲနိုင်တယ်တေးမရှိဘူး1ပွဲရှုံးထားတယ်နိုင်တဲ့အသင်းက Frankfurt ကို1-5နဲ့နိုင်ထားတယ်เนาะဒါနိုင်ခဲ့တာရှုံးတဲ့သင်းက Galatasaray သူအဝေးကွင်းတော့ကန်တာပြော1-0နဲ့ရှုံးခဲ့တယ်။ Okay အဲ့ဆိုရင်လီဗာပူးကသူကနောက်ဆုံး5ပွဲမှာတပွဲပဲနိုင်တယ်ဗျ။အဲ့ဒီနိုင်တဲ့ပွဲကလည်း West Ham လို့အသင်းလေးကိုပဲ0-2နဲ့နိုင်ခဲ့တာပေါ့နော်။ကျန်တဲ့ပွဲ3ပွဲလုံးက Sunderland လီကိုတည်ကြတယ် Forest ကိုဆိုရင်အင်္ဂလိပ်မှာရှုံးတယ်။ဒါလီဗာပူးကနောက်ထပ်ချန်ပီယံလိပွဲ2ပွဲကမာဆေးနဲ့အဝေးကွင်းမှာသွားကန်ရမယ်ပြီးရင်ကွာရာဘတ်ကိုတော့အင်္ဂလိပ်မှာကန်ရမယ်ဗျာမာဆေးနဲ့အဝေးကွင်းမှာသွားကန်ရမယ်ပွဲကသူတခတ်အောင်ပါပဲနောက်တစ်ခုရှိတာကလီဗာပူးကပေးကိုအရန်များတာဗျပေးကိုတော်တော်များတယ်ဗျပေးကိုများတယ်ဒီများလေးမှာဆို24ကိုတော့ပေးထားရတယ်ဗျချန်ပီယံလိမှာဆိုရင်လည်းသူကဟောတော့ပေးထားတယ်ဗျ8ကိုတော့ပေးထားတယ်ဗျ10ကိုပြန်သွင်းထားတယ်8ကိုပေးထားတယ်ဒါချန်ပီယံလိမှာပေါ့နော်သူက6လည်းသွင်းတယ်6လည်းပေးတယ်ဆိုတဲ့သဘောမှာရှိတယ်ဗျနော်ပြီးတော့ဆိုရင် PFV လို့ပါလို့ဆိုရင်လည်း4ကိုတော့ပေးလိုက်တဲ့အရာတော့များတယ်ဗျဟုတ်ပြီကျွန်တော်ဒီနေရာမှာသူတို့နှစ်သင်းရဲ့လက်ရှိပေါက်ကြီးကိုတော့ကြည့်တော့မယ်ဟတ်တူဟတ်ဒီပါလေတော့ကျွန်တော်မကြည့်တော့ဘူးဟတ်တူဟတ်ဒီဆိုတာဗျအရင်တော့ဟာဒီသူတို့အရင်တော့ဘယ်လိုပဲဖြစ်ခဲ့အရင်တော့အသင်းနဲ့အခုအသင်းနဲ့တူလားမဟုတ်တော့တာဗျဒီရိုက်လည်းပြောင်းပြီကစားသမားတွေလည်းပြောင်းသွားပြီဟတ်တူဟတ်ဒီပါကျွန်တော်မကြည့်တော့ဘူးအရင်တော့ကိစ္စတွေပါဗျအခုလက်ရှိဥစားပဲဆိုကြည့်ကြမယ်လက်ရှိမှာအခုညနေကြေးကျွန်တော်ကြည့်တော့ level 90ရှုံး3လုံး30နိုင်ဆိုပြီးဖြစ်သွားတယ်ဘော်ရီကြီးက20တက်လာတယ်ဂိုးပေါင်းကြီးက10ကျသွားတယ်ပေါ့နော်အဲ့ဒီတော့ဒီနှစ်သင်းရဲ့အခြေအနေနဲ့ကျွန်တော်တို့ကြည့်ပြီးသွားပြီဆိုရင်အင်ကွင်းမှာဆိုရင်ဂိုးသင်းအားကောင်းတဲ့အင်တာကပေးကိုတွေလည်းများတယ်ဆိုတော့လီဗာပူးပေးကိုတွေလည်းများနေတယ်လီဗာပူးပေါ့နော်တကူကတော့မသွင်းတဲ့အကြောင်းမရှိဘူးဗျာလီဗာပူးတောင်ဒီလောက်တောင်နောက်တန်းနဲ့မသွင်းတဲ့အကြောင်းမရှိဘူးလီဗာပူးကလည်းပရီးမီးယားလိအသင်းပြီးအင်တာမီလန်ဗျာစီးရီးယာအသင်းကိုတကူမသွင်းနေတဲ့အကြောင်းမရှိဘူးဗျာအဲ့တော့သူတို့နှစ်သင်းမှာ1-1ကနေကျွန်တော်တို့စပြီးတော့ကြည့်ရမယ်လို့ကျွန်တော်ကထင်တယ်ယူဆတယ်ဒါကြောင့်ဒီညမှာရှင်းပြထားမယ်ချန်ပီယံလိပွဲစဉ်ပွဲဖြစ်တဲ့အင်တာမီလန်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်အတွက်ကျွန်တော်ရဲ့ရွေးချယ်မှုကတော့လီဗာပူးနဲ့ဂိုးပေါင်းအပေါ်ပဲဖြစ်ပါတယ်ဘာလို့ကျွန်တော်ကလီဗာပူးနဲ့ဂိုးပေါင်းအပေါ်လို့ပြောလဲဆိုရင်ဒီညမှာတည်မကြခဲ့ဘူးတင်းတင်းကနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်လီဗာပူးကိုပို့ပြီးသဘောကျတယ်ဗျာဒါပေမဲ့ဘော်ရီကိုမရွေးချင်ဘူးဘော်ရီကအနေများတယ်ဗျเนาะအနေများတယ်တူတူလေးပါတယ်ဆိုတော့တစ်ပတ်ကိုလည်းရှိရဆိုတော့ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ကိုပဲရွေးချယ်ချင်ပါတယ်ကျွန်တော်ညီကိုလေးအားလုံးကျေးဇူးတင်ပါတယ်ရွေးချယ်သမျှအကုန်လုံးထပ်တူကြပြီးတော့အမြဲတမ်းအပေါင်းပြကြပါလိမ့်ဗျာwise bag ကညီကိုတွေအတွက်တော့ကျွန်တော်နောက်တစ်ပုတ်ထပ်တင်မှရတော့မယ်ဗျကျွန်တော်ဗီဒီယိုနဲ့ရှိပါတယ်နောက်တစ်ပုတ်မှာကျွန်တော် wise bag ကညီကိုတွေအတွက်ကျွန်တော်ရွေးချယ်မှုလေးကိုတင်ပြပေးပါမယ်အခုလိုကျွန်တော်ရွေးချယ်မှုလေးတွေကိုဘယ်လိုသဘောကျတယ်စိတ်ဝင်စားတယ်တနေ့တက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ 1S1 football channel လေးကို like and subscribe နဲ့အားပေးကြပါဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတူရရှိပါတယ်ခင်ဗျာ